မင်္ဂလာပါရှင်2026ခုနှစ်ဇွန်လ2ရက်နေ့အတွက်မနက်ခင်းမိုးလေဝသသတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ2ရက်နေ့ညနေအထိနေပြည်တော်မန္တလေးတိုင်းကရင်နီကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျရန်ကုန်တိုင်းကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာဆက်စိမ့်နဲ့ကြံတိုင်းနယ်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရှားနှုန်းပြည့်ဖြစ်ပါတယ်။တနင်္သာရီတိုင်းမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလားကအကြံပြုထားပါတယ်။မြဝကျမော်မတမခွေမွန်တနင်္သာရီကံဝရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအသင့်အတွင်းကနေလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က9ပေကနေ9ပေခန့်အထိရှိနိုင်ပါတယ်။ကျန်မြမပင်လယ်ပြင်မှာတော့လှိုင်းအသင့်အနေရှိမှဖြစ်ပြီးလှိုင်းမြင့်ကရခိုင်ကမ်းဝရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေကနေ10ပေခန့်အထိရှိနိုင်ပါတယ်။နောက်နေ့ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာထစ်ချုံမဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။လာမယ့်ဇွန်လ3ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတနင်္သာရီတိုင်းကခရိုင်အလုံးကရင်ပြည်နယ်အောက်ပိုင်းကဒေသတွေနဲ့မွန်ပြည်နယ်ကဒေသအလုံးမှာမိုးအင်မတန်ရွာသွန်းနိုင်ပြီးအဲ့ရက်ပိုင်းအတွင်းမှာမိုးအလွန်များနိုင်လို့ကုန်းမြင့်ဒေသမှာနေထိုင်တဲ့သူတွေကမြေပြိုမှုအန္တရာယ်နဲ့မြေနိမ့်ပိုင်းနဲ့မြစ်ချောင်းတွေအနီးမှာနေထိုင်တဲ့သူတွေကလျှက်တစ်ပြက်မြင့်ရည်တက်တာနဲ့တောင်ကျချောင်းရည်စီးလာနိုင်လို့လျှက်တစ်ပြက်ရေရှမ်းနိုင်တဲ့အန္တရာယ်တွေကိုအထူးသတိပြုဖို့လိုအပ်တယ်လို့မိုးလေဝသပညာရှင်တွေကအသိပေးထားပါတယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာပြီးတဘာဝပြီးစစ်ဘေးကဆလို့ဘေးပေါင်းမှကင်းဝေးကြပါစေရှင်။